မင်္ဂလာပါရှင်ဗမာအတန်ရေဒီယို Burmese Voice Radio ပရိသတ်တွေအားလုံးအတွက်ဒီကနေ့ရဲ့ထူးခြားတဲ့နိုင်ငံတကာသတင်းဆောင်ပါကိုတင်ဆက်ပေးပါတော့မယ်ကမ္ဘာငင်းချိုင်းရဲ့အတွက်မျှော်လင့်ချက်လျောင်ကြီးတဲ့တစ်ချက်တန်းလာခဲ့ပြီလို့ပြောရမယ့်သတင်းတစ်ပုဒ်ကတော့အမေရိကန်နဲ့အီရန်နိုင်ငံတို့အကြားသတင်းနှစ်ပတ်ကြာအပြည့်အခက်ရက်စဲဖို့သဘောတူညီချက်ရရှိသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒီကနေ့2026ခုနှစ်ဧပြီလ10ရက်နေ့မှာထွက်ပေါ်လာတဲ့သတင်းတွေအရအရှိအလဲမိုင်းဒေတာရဲ့တင်းမမိုရီလိုရှော့ချနိုင်ဖို့အတွက်အမေရိကန်နဲ့အီရန်အကြားသတင်းပတ်နှစ်ပတ်ကြာအပြည့်အခက်ရက်စရေးသဘောတူညီချက်ကိုစတင်လိုက်ပြီးဖြစ်ပါတယ်။ဒီသဘောတူညီချက်ဟာဒေတာရေးပဋိပက္ခတွေပိုမိုကျယ်ပြန့်မလာစေဖို့နဲ့တန်တမာရေးရနီလန်းတွေနဲ့အပြေရှာနိုင်ဖို့အတွက်အရေးပါတဲ့ခြေလှမ်းသစ်တစ်ခုလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ကာလတွေအတွင်းအမေရိကန်နဲ့အီရန်တို့အကြားစစ်ရေးရတော့နိုင်ငံရေးရပါတင်းမာမှုတွေအထွတ်အထိပ်ကိုရောက်ရှိနေကြတာပါအခုလိုအပြည့်ခက်ရက်စဲဖို့သဘောတူညီလိုက်တာဟာဒေသတွင်တည်ငြိမ်ရေးကိုလိုလားတဲ့နိုင်ငံတကာအတိုင်းအဝိုင်းအထက်တော့စိတ်သက်သာရစရာသတင်းတစ်ခုဖြစ်လာခဲ့ပါတယ်ဒီသတင်းနှစ်ပတ်အထိမ်းမှာနှစ်ဖက်စလုံးကစစ်ရေးလှုပ်ရှားမှုတွေကိုရပ်ဆိုင်းထားမှချက်တယ်လို့ဒီအချိန်အတော်အတွင်းမှာပဲပေါ်မိုခိုင်မာတဲ့ငင်းချမ်းရေးဆွေးနွေးပွဲတွေပေါ်ပေါက်လာနိုင်မလားဆိုတာကိုကမ္ဘာနိုင်ငံတွေကစောင့်ကြည့်နေကြပါတယ်အထူးသဖြင့်ဒီအပြည့်ရဲ့ကာလအတွင်းမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်နိုင်ဖို့နဲ့လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကိုလျှော့ချနိုင်မှုအတွက်နှစ်ဖက်တာဝန်ရှိသူတွေကဆက်လက်ညှိနှိုင်းပါကြမှာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီသဘောတူညီချက်ဟာရေရှည်တည်တတ်မယ်ငင်းချမ်းရေးအတွက်အစပြိုးမှုလားဒါမှမဟုတ်ယာယီအသက်ရှူချောင်းယုံတက်လားဆိုတာကတော့အကောင့်ထေဖော်မှုတွေအပေါ်မှာအများကြီးမူတည်နေဦးမှာပါဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့အမေရိကန်နဲ့အီရန်တို့အကြားနှစ်ပတ်ကြာအပြည့်အခက်ရက်စဲရေးသဘောတူညီမှုရရှိသွားပြီဆိုတဲ့သတင်းအကြောင်းအရာပဲဖြစ်ပါတယ်ဗမာတန်ရေဒီယိုပရိသတ်တွေအားလုံးတည်ငြိမ်အေးချမ်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။